မြတ်စွာဘုရားဟာလောကဝိတုလောကအကြောင်းကိုသိတယ်လို့ဆိုတဲ့နေရာမှာစัจ java လာအနန္တရှိတယ်လို့မြတ်စွာဘုရားဟောတယ်အခုကနေ့သိပ္ပံခေတ်မှာလည်းပဲစัจ java လာတွေဟာတွေ့လာတဲ့အခါကျတော့စัจ java လာအနန္တဆိုတဲ့ theory ကိုလက်ခံလာပြန်နော်တစ်ချိန်တုန်းကတော့မဟုတ်လေတဲ့ရောင်တွေ့ရင်ဟာတွေ့တာလေးလောက်တင်ကြည့်ပြီးတော့ပြောကြတယ်နောက်စာပေကျမ်းဂန်တွေမှာအဲ့ဒီဩကာသလောကဆိုတာနဲ့ပတ်သက်တယ်မြတ်စွာဘုရားကစัจ java လာအကြောင်းကိုဟောထားတာလေးတွေမရှိဘူးလားဆိုရှိတယ်ရှိတဲ့အခါကျတော့တချို့မြင်ရမှယုံတဲ့ပုံကိုမျိုးတွေရှိသေးတယ်လက်တွေ့မျက်တွေ့ဝါဒလို့ခေါ်တယ်မမြင်ရရင်မယုံဘူးတဲ့အဲ့ဒါကြတော့သူတို့မေးကြည့်ဖို့ကောင်းတယ်မင်းမမွေးခင်ကမင်းအဖေမြင်ဘူးလားလို့မေးလိုက်မမေးခင်ကအဖေမြင်ဘူးထားရင်တော့ဘယ်လိုပုဂ္ဂိုလ်ဖြစ်မလဲစဉ်းစားထားကြည့်တော့အဲ့ဒါပဲအဖေဆိုတာယုံနေကြတယ်လေသူမမွေးခင်ကသူ့အဖေဆိုတာသူဘယ်လိုလုပ်ယုံမှာမြင်မှမမြင်ဘူးလားမွေးပြီးမှဆိုရင်ဒါဟုတ်တော့ဘူးလေအဲ့တော့လက်တွေ့မျက်တွေ့ဆိုတဲ့ဝါဒဟာတကယ်တော့အလုံးမဖြစ်တဲ့ဝါဒတစ်ခုအနုမာနဆိုတဲ့မင်္ဂနဲ့အသိဉာဏ်တစ်ခုကိုဖယ်ရှားပြစ်တယ်လက်တွေ့မျက်တွေ့ဝါဒဆိုပြီးဗမာပြည်မှာတခါတော့အဲ့ဒါကိုရှေ့တန်းတင်ပြီးတော့ပြောကြတာတွေရှိသေးတယ်လက်တွေ့မျက်တွေ့ဝါဒဆိုတာအကုန်လုံးကိုကိုယ်တိုင်စမ်းသပ်ပြီးမှယုံကြည်ရမယ်ဆိုလို့ရှိရင်ဓမ္မပင်တပင်ကဲဒီဓမ္မရွယ်လေးခုဝါကြည့်စမ်းခါတယ်အေးလက်တွေ့မျက်တွေ့ဝါဒမဟုတ်တဲ့ပုဂ္ဂိုလ်ကြတော့ဒီဓမ္မရွယ်ခါတာကိုကြည့်ပြီးကျန်တာတွေလည်းခါတယ်လို့သူဆုံးဖြတ်လို့ရတယ်ဆုံးဖြတ်လို့ရလက်တွေ့မျက်တွေ့သမားကအဲ့ဒီတင်ဆုံးဖြတ်လို့မရဘူးဓမ္မတပင်လုံးဝါကြည့်ချိုးတဲ့ရွယ်ရှိရင်ရှိနေမှာသူလက်တွေ့မျက်တွေ့ကိုအကုန်လုံးပဲသူတွေ့မှယုံရမှာဆိုလို့ရှိရင်အကုန်ဝါကြည့်မှရမှာပေါ့အဲ့တော့လောကကြီးဟာကိုမမြင်လို့လည်းမယုံဘူးပြောလို့မရဘူးမတွေ့ဘူးလို့လည်းမယုံဘူးလို့ပြောလို့မရဘူးလောကမှာ discover ဆိုတာထူးထူးခြားခြားတွေဟာတွေ့ရှိပြီးတော့နေတာစัจ java လာအနန္တဆိုတဲ့ဘုရားရဲ့ဟောပြောချက်ဟာတနေ့တုန်းကနေပြီးတော့မဖြစ်နိုင်ဘူးလို့ထင်ခဲ့ကြတယ်ဒီကနေ့ခေတ်မှာလက်ခံထားကြလက်ခံလာကြပြီစူးစမ်းလေ့လာနေတဲ့ပုဂ္ဂိုလ်တွေကစัจ java လာအနန္တဆိုတာလက်ခံလာကြအဲ့ဒီထဲမှာလောကဝိတုဂုံနဲ့ပတ်သက်ပြီးတော့တောင်ကျွန်းတွေမြောက်ကျွန်းတွေအရှေ့ကျွန်းတွေနောက်ကျွန်းတွေနော်အဲ့ဒါတွေကျွန်းကြီး၄ကျွန်းတို့မြင့်မို့တောင်တို့ဆိုတာအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လူတွေကလည်းမယုံတဲ့လူတွေရှိတယ်မယုံဘူးဆိုရင်စူးစမ်းပေါ့ယုံရမယ်လို့မပြောပါဘူးကိုမမြင်ဘူးတဲ့အရာမယုံဘူးဆိုလည်းဟုတ်တယ်သို့တော့မြတ်စွာဘုရားဟောထားတာဟုတ်သလားလို့ဆိုစัจ java လာနဲ့ပတ်သက်တာတို့မြင့်မို့တောင်နဲ့ပတ်သက်တာဟောထားတာရှိတယ်